ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Messi Football မြန်မာ page နဲ့ PM channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာတော့ကျွန်တော်တို့ City အသင်းဟာ Premier League ပွဲစဉ်ဆက်ခွန်အပြီးတွင်ကျွန်တော်တို့ဇယားထိပ်ကိုဥဆောင်နိုင်မလားဆိုတဲ့အကြောင်းနဲ့ကျွန်တော်တို့ West Ham နဲ့ပွဲကြိုသုံးသက်ချက်လေးအပြင် Man City ရဲ့အပြောင်းရွှေ့သတင်းလေးကိုပါကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ Man City အသင်းဟာ West Ham ကိုကျွန်တော်တို့ Man City ရဲ့အိမ်ကွင်းမှာဧည့်ခံကစားရမယ်ဒီပွဲပြီးသွားလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီပွဲကိုဒါနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဇယားထိပ်မှာယာယီဥဆောင်ခွင့်ရလိမ့်မယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင် Man City အသင်းဟာဒီပွဲကိုနိုင်မယ်လို့လည်းခံစားမိတယ်နိုင်ဖို့လည်းရာဂိုင်နှုန်းများတယ်လို့ပြောလို့ရတယ်ဟိုဘက်မှာ West Ham အသင်းဟာဆိုလို့ရှိရင်အဆင့်18မှာရပ်တည်နေတဲ့အသင်းကျွန်တော် Man City အသင်းဟာအဆင့်2ရောက်နေတယ်ဒါအပြင် West Ham ရဲ့နီးပြအရင်တုန်းက Wolf တို့ Nottingham Forest ကိုကင်ခဲ့တဲ့နီးပြ Nuno Espirito Santo ရဲ့ West Ham ကအခုကလုံးလက်ချလေလိုက်နေတဲ့အချိန်ဒီအချိန်ကအပြင်ကိုမှ West Ham မှာ Man City ကပြောမယ်ဆိုလို့ရှိရင် West Ham နဲ့ Man City ကစုစုပေါင်းtotal 34ချိန်တွေ့ခဲ့ပူတယ်အဲ့ထက်မှာ Man City အသင်းက28ချိန်ထိနိုင်ထားတယ်အဲ့တော့တေး5ချိန်ကြားထားတယ်2ချိန်ပဲ West Ham နိုင်ထားတယ် Man City နဲ့ West Ham က head to head ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော်တော်လေးကိုမှ Man City ကတာတယ်လို့ပြောလို့ရတယ်ဒါအပြင်မှာနောက်ဆုံးကစားခဲ့တဲ့5ပွဲကိုကြည့်မယ်ဆိုလို့ရှိရင် Man City အသင်းဟာနောက်ဆုံး5ပွဲလုံးစတိုက်နိုင်ထားတယ်အဲ့လိုပဲ West Ham အသင်းဟာနောက်ဆုံး5ပွဲစတိုက်မနိုင်ထားဘူး2ပွဲရှုံး3ပွဲတည်ကြထားတယ်အဲ့တော့ West Ham နဲ့ Man City အသင်းရဲ့ခြေစွမ်းခြေစအရန်ကိုကွာဟမှုဖြစ်နေတဲ့အချိန်မှာ Man City အနေနဲ့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်တော့ဂိုးပြတ်တိတ်သွားနိုင်တယ်လို့မြင်ရတယ်ဒါအပြင်ကျွန်တော်တို့ West Ham မှာသူတို့ရဲ့ကစားသမားအချို့ကိုအာဖရိကပြိုင်ပွဲအတွက်ဆေလူချင်းခံလိုက်ရတယ်အဲ့ထဲမှာ Mombasaka တို့နောက်ပြီးတော့ Diop ပါသွားတယ်အဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုလို့ရှိရင် West Ham အနေနဲ့မချောင်ဘူးသူတို့ရဲ့အဓိကကစားသမားအချို့လည်းဆုံးရှုံးထားတယ်ဆိုတော့အာဖရိကဖလားအတွက်ကျွန်တော်တို့ဆေလွတ်လိုက်ရတဲ့ကစားသမား2ယောက်ရှိတယ်အဲ့ဒါက Omar Mamouche နဲ့ Ryan Akinori ဒီကစားသမား2ယောက်ကပြောမယ်ဆိုလို့ရှိရင် Man City ရဲ့ first choice player တွေတော့မဟုတ်ဘူးအဲ့တော့အဲ့လောက်ထိပြဿနာမရှိဘူးနောက်ပြီးတော့ဒဏ်ရာရနေတဲ့ကစားသမားအချို့ရှိတယ်အဲ့ထဲမှာဆိုလို့ရှိရင်ဒိုကူပါမယ်ဂျွန်စတုန်းပါမယ်ရူဒရီပါမယ်နောက်ပြီးတော့ကိုဘချစ်ပါမယ်ဒီ၄ယောက်ကဒဏ်ရာရနေတယ်အဲ့ထဲမှာရူဒရီကတော့ကျွန်တော်အမြင်ပြောမယ်ဆိုလို့ရှိရင်တော့ဂွာရီယိုလာကိုမီဒီယာတိုင်းကမေးတယ်ရူဒရီဘယ်တော့ပြန်လာမလဲဂွာရီယိုလာကသူကတော့ကောင်းနေပါပြီပြန်လာတော့မှာပါကြည့်ရတာရူဒရီများဒီနှစ်ကရူဒရီထပ်နားရအောင်မလားဆိုတာတော့မသိကြဘူးကျွန်တော်အမြင်ပြောရင်ရူဒရီဘယ်တော့မှရီကာဗာပြန်ဖြစ်မလဲဆိုတာကိုတော့စောင့်ကြည့်ရမယ်ကန်ကောင်းတာကကျွန်တော်တို့နီကိုခွန်ဆာလက်က Man City ရဲ့ကွင်းလယ်မှာတော်တော်လေးကိုအသားကျလာတယ်လုံးရီကန်ရင်ရှိလာတယ်ကစားပုံကောင်းလာတယ်အင်တိုင်းအားတိုက်ဆော့လာတယ်အဲ့တော့ Man City နီကိုခွန်ဆာလက်ကိုရလိုက်တာကလည်းပြောမယ်ဆိုရင်တကယ်ကိုကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုလို့တော့ပြောလို့ရတယ်အဲ့တော့အဲ့ဒီအပြင်ပေါ်မှာကျွန်တော်တို့ Man City အသင်းဟာအခုသူတို့ရဲ့ momentum မကျသွားအောင်ဆက်ပြီးတော့ထိန်းနေတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ EFL ကပ်မှာဆိုလို့ရှိရင် Man City အသင်းဟာကျွန်တော်တို့ Brentford အသင်းကို2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်အဲ့ဒီပွဲမှာကြည့်မယ်ဆိုလို့ရှိရင် Man City ဟာကစားသမားအဓိကကစားသမားအများစုကိုအနာပေးထားတယ်ဟိုမှာ Donnarumma တို့နောက်ပြီးတော့ Ruben Dias တို့ Guardiola တို့အများကြီးပဲဗျာဒါပေမဲ့တချို့ကစားသမားတွေတော့ပါသွားတယ်အဲ့ဒီပါသွားတဲ့ကစားသမားတွေကလည်းခြေစွမ်းပြတယ်နောက်ပြီးတော့ကျွန်တော်တို့ဟာလန်တို့အနာပေးထားတယ်။ Man City ကဒီကစားသမားတွေပြန်ပြီးတော့လူဆောင်တက်ဆောင်ပြန်ပါလာလိမ့်မယ်။အဲ့ဒီလူဆောင်တက်ဆောင်ပြန်ပါလာတဲ့အချိန်မှာနဲ့နောက်ပြီးတော့ West Ham အသင်းဟာအခုအကြပိုင်းကိုရောက်နေတယ်။နီးပြအပြောင်းလဲတွေများပြီးတော့အကြပိုင်းကိုရောက်နေတဲ့အချိန်မှာ Man City အသင်းဟာဒီပွဲကိုကိုပြတ်နိုင်သွားမယ်လို့ကျွန်တော်မြင်မိတယ်။အမှန်တိုင်းပြောမယ်ဆိုရင်ဟာလန် hat-trick တောင်ရသွားနိုင်တယ်လို့ကျွန်တော်မြင်မိတယ်။ဘာဖြစ်လို့လဲဆိုတော့ West Ham အသင်းဟာတကယ်ကိုမှချတူးလန်နေတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့နီးပြ Nuno Espirito Santo ဆိုတော့နည်းနည်းလေးတော့စိုးရိမ်မိတယ်။ဘာကြောင့်လဲဆိုတော့ဒီနီးပြက pattern defense အရန်ကောင်းတဲ့နီးပြလို့ပြောလို့ရတယ်ပေါ်တူဂီနီးပြကအဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်တော့ Man City အနေနဲ့ဒီပွဲကိုပြတ်တော့နိုင်သွားမယ်လို့တော့ကျွန်တော်မြင်မိတယ်ကဲနောက်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ Man City အသင်းဟာဒီပွဲကိုသာနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဇယားထိပ်မှာယာယီဥဆောင်ခွင့်ရလိမ့်မယ်အဲ့တော့ဘယ်လိုမဆိုကျွန်တော်တို့ Arsenal ကိုဆက်ပြီးတော့ဖိအားပေးသွားရလိမ့်မယ် Arsenal အနေနဲ့ကလည်း Everton နဲ့တွေ့တာဆိုတော့အရန်ကြီးတော့ခက်ခဲတယ်လို့ပြောလို့မရဘူးဒါပေမဲ့ Everton အင်ကွင်း Everton ကလည်းလုံးရီကန်ရင်ရှိတယ်ဆိုတော့ကျွန်တော်ကတော့ Arsenal အနေနဲ့ကပြီးခဲ့တဲ့ Wolf ကိုကန်တဲ့ခြေစွမ်းနဲ့တာ Everton ကိုတွက်ကန်မယ်ဆိုရင်Arsenal မျက်ရည်နဲ့မျက်ခွက်ဖြစ်ပြီးတော့ပြန်လာရမယ်လို့ကျွန်တော်မြင်မိတယ်ဒါကအပွင့်လင်းဆုံးပြောတာဘာဖြစ်လို့လဲဆိုတော့ထိုးနဲ့ချင်လို့မဟုတ်ဘူးအာကြီးပွဲကိုကျွန်တော်အမြဲတမ်းစောင့်ကြည့်ဖြစ်တယ်ဒါပေမဲ့အာကြီးအနေနဲ့ပြီးခဲ့တဲ့ Wolf နဲ့ကန်ခဲ့တဲ့ခြေစွမ်းလောက်စုပ်ပြတ်တတ်တာကျွန်တော်မတွေ့ဘူးသေးဘူးဘောလုံးတော့ကင်ထားတယ်ဒါပေမဲ့ဘာလို့ချင်လို့ချင်နေမှမသိတဲ့အနေအထားတွေဖြစ်ခဲ့တယ်ဆိုတော့ဒီအမြင်ကိုတော့ဒီအပိုင်းကိုတော့ကျွန်တော်ပြောဖို့ခက်တယ်ဒါပေမဲ့ Wolf နဲ့ခြေစွမ်းအတိုင်းသာ Everton ကိုကန်မယ်ဆိုလို့ရှိရင်ပင်ဆုပ်သွားနိုင်တယ်အာကြီးအနေနဲ့အဲ့တော့ကျွန်တော်တို့ Man City ကအာကြီးကိုကောင်းကောင်း pressure ပေးထားရမယ်လို့တော့ကျွန်တော်မြင်မိတယ်အပြောင်းရွှေ့ကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ Man City စိတ်ဝင်စားနေတဲ့ဘုံမောက်ရဲ့တောင်ပန်ကစားသမား Semenyo ကိုကျွန်တော်ပြောမယ်ဆိုရင်တကယ်ကိုကြိုက်တယ်ကစားသမားပြအများသောအားဖြင့် City fan အများစုလည်းကြိုက်မယ်လို့ကျွန်တော်မြင်မိတယ်သူ့ရဲ့တူအားရုံအားနောက်ပြီးကစားတဲ့ပုံစံကျွန်တော်သဘောကျတယ်ဗျ Man City မှာလိုလားဆိုတော့တအားကြီးတော့မလိုဘူးဒါပေမဲ့လိုတယ်လို့လည်းပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မကြိုက်ဘူးဆိုတာတည်းဗျကျွန်တော်အမြင်ကိုပြောမယ်ဆိုရင် Man City ရဲ့ level ကိုတိတ်မမီဘူးလို့ပြောရမယ့် player တွေအချို့ရှိတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်တော့အမှန်တိုင်းပြောမယ်ဆိုရင် Savinho ပါတယ် Oscar Bob လည်းပါတယ်ကျန်တဲ့ကစားသမားတွေထဲမှာတော့ Luka Lewis လည်းအနေချင်းပါတယ်ဗျဒါပေမဲ့ဒီကောင်ကြီးကခြာတိတ်ကြီးဆိုတော့ပြောရဆိုတော့ခက်တယ်
ခြေစွမ်းပြလာနိုင်တယ်ဆိုတဲ့အနေအထားတော့ရှိတယ်ဒါပေမဲ့သူ့အရွယ်မှာကောင်းကောင်းခြေစွမ်းပြနေတဲ့ကစားသမားတွေရှိလာပြီဒီမှာခေတ်ကြီးကအရင်လိုမဟုတ်တော့ဘူးဗျာအရင်ဆိုလို့ရှိရင်ကစားသမားတစ်ယောက်ရဲ့ prime က27လို့ပါတော့အခုက27 prime မဟုတ်တော့ဘူးတိတဲ့အတိုင်းပဲယာမားတို့ဘာလို့ကြည့်လိုက်နောက်ပြီးတော့ဟာလန်တို့ဘာလို့ကိုကြည့်လိုက်အမ်ဘပေတို့ဘာလို့ကြည့်လိုက်တိတာတယ်prime ကဒီအရွယ်က prime မဟုတ်တော့ဘူးသိရမလား27ဆိုတဲ့အရွယ်ကပြောမယ်ဆိုရင်ကစားသမားအတွက် prime မဟုတ်တော့ဘူးအခုကတဖြည်းဖြည်းကျွန်တော်တို့ဘောလုံးလောကကရွေလျားလာတယ်လူငယ်တွေကိုပို့ပြီးတော့အားပေးလာတယ်အဲ့တော့ဒီအချိန်မှာဒီကောင်တွေခြေစွမ်းကောင်းကောင်းပြလာတဲ့တယ်လို့တော့မြင်မိတယ်ကျွန်တော်မကြိုက်ဘူးလားဆိုတော့တကယ်ကိုမကြိုက်ဘူးအဲ့တော့အဲ့နေရာတွေအတွက်တကယ်လို့မန်စီးတီးကအခုကြည့်နေတဲ့ထဲမှာလည်းကစားသမား2ယောက်ရှိတယ်တစ်ယောက်ကလည်းပြီးခဲ့တဲ့နှစ်ကလေးကကြည့်နေတဲ့ကစားသမားဒီတစ်ယောက်ကတော့အခုကြည့်နေတဲ့ကစားသမားပထမတစ်ယောက်အနေနဲ့ကတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲထီနိုလီဘရာမန်ဒိုကနျူကာဆယ်ရဲ့ဗဒန်ကစားသမားဖြစ်တယ်အဲ့တော့လီဘရာမန်ဒိုရဲ့အတက်ဆင်းတွေနျူကာဆယ်ပွဲကြည့်တဲ့လူတွေကောင်းကောင်းသိတယ်ကျွန်တော်လည်းကောင်းကောင်းသိတယ်တကယ်ကိုကြိုက်တဲ့ player အတက်ဆင်းကောင်းကောင်းမှန်မှန်နဲ့ဆော့တယ် pace ကို power ကို passing ကိုတကယ်ကိုကောင်းတယ်ဖြတ်တင်ဘောတွေပါလေတကယ်ကိုကောင်းတယ်နောက်ပြီးတော့ရုံအားတူအားတကယ်ကောင်းတဲ့ကစားသမားအဲ့တော့ပြီးခဲ့တဲ့အခေါက်မှာသတင်းထွက်လာတာကလီဘရာမန်ဒိုကမန်စီးတီးကိုပြောင်းရွှေ့ခြင်းတယ်လို့သတင်းထွက်လာတယ်အဲ့တော့မန်စီးအနေနဲ့အနည်းငယ် try လို့ရှိရင်ပြန်ရနိုင်တဲ့ကစားသမားဗျာအဲ့တော့ကျွန်တော်အမြင်ကတော့လီဘရာမန်ဒိုကိုကျွန်တော်ကတကယ်ကိုကြိုက်တယ်နောက်တစ်ယောက်ကအန်ဒရန်စမန်ညိုကတော့ကျွန်တော်ပြောမယ်ဆိုရင်တကယ်ကိုကြိုက်တဲ့ထဲမှာပါတယ်ဒီဟာဒီသူပြထားတဲ့ခြေစွမ်းနဲ့သူရောက်ရှိနေတဲ့အသင်းနဲ့တော့မကိုက်ဘူးလို့ပြောလို့ရအောင်ခြေစွမ်းကောင်းတယ်ဗျာတကယ်ကိုကောင်းတဲ့ player ဒီ player ကို Man City ရမယ်ဆိုလို့ရှိရင်ဘာအတွက်လိုချင်တာလဲဆိုတော့မိကုန်းတစ်ခုတော့ရှိတယ်ဟို Liberman တို့ကတော့ပြောမယ်ဆိုရင်တကယ်လိုအပ်နေတဲ့ player မျိုးဒါပေမဲ့ဒီစမန်ညိုကဘယ်နေရာမှာသုံးဖို့လဲကျွန်တော်တို့မှာဒူကူရှိတယ်ဆဗင်ညိုရှိတယ်အော်စကာဘော့ရှိတယ်အဲ့ဒီဝင်းတွေမှာထပ်ပြီးထွက်ဆော့လို့ရတဲ့ player တွေမှာဥမာမာမို့ရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ Raya Chiki ရှိတယ်ထပ်ပြီးတော့ထုတ်ချင်တယ်ဆိုရင်ဘန်နာရူဆေးဘာရှိတယ်ဒါပေမဲ့တစ်ခုရှိတာကဘန်နာရူဆေးဘာကကျွန်တော်တို့နောက်နေ့ကျရင်ကျွန်တော်တို့စာချုပ်တက်တန်းကုန်မယ်ဆေးဘာနေရာအတွက်မန်စီးတီးမှာလိုအပ်တဲ့အပေါက်ကိုဖြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒီတောင်ပန်ကစားသမားနေရာထက်ကွင်းလေက CM player တကယ် Warwick ကောင်းကောင်းနဲ့ CM player တယောက်ကိုကျွန်တော်ပူကြိုက်တယ်သိရမလားကျွန်တော် Rider ကိုအရန်ကြီးမကြိုက်ဘူးဖြစ်နေတယ်အခု Rider ကအရင်လိုမဟုတ်ဘူးဗျာ AC မှာပြခဲ့တဲ့ခြေစွမ်းမဟုတ်ဘူး AC မှာကျတော့သူကလွတ်လွတ်လပ်နဲ့များတော့အ attacking ကိုလိုက်တယ်ဗဒန်ပြန်ဆင်းစရာတိတ်မလို့အခု Man City မှာကျတော့သူ့ရဲ့ CM နေရာကဗဒန်ကိုလည်းကူရမယ်ထိုက်စစ်ကိုလည်းလိုက်ရမယ်အဲ့တော့ဗဒန်ကူရဲ့အပိုင်းမှာကျွန်တော်တို့ Rider ကနည်းနည်းလေးအားနေတယ်ဒါပေမဲ့တိုက်စစ်ကိုလိုက်တဲ့အပိုင်းကတော့မဆိုးဘူးအခုကတော့ဂိုးလက်ကတော့တိတ်မတွေ့ရဘူးဗျာဟိုပထမဦးဆုံးဝုနှစ်ပွဲမှာဂိုးသွင်းပြီးကြတဲ့ဒီကောင်းရဲ့ဂိုးလက်ကတကယ်ကိုမရှိတာဘာလို့ဆိုတော့ကန်ထောင်သွားတာနဲ့ဘေးထွက်သွားတာနဲ့ဂိုးသမားတက်တက်ကြီးကန်တာနဲ့သိရမလားအဲ့ဒါကြီးအများဆုံးတွေ့ရတယ် Rider ကိုတော့အဲ့ဒီနေရာအတွက်ကိုတော့ကျွန်တော်ပို့ပြီးတော့ဒီကျွန်တော်တို့ Nottingham Forest က Elliot Henderson ကိုပို့ကြိုက်တယ်အဲ့ကစားသမားကိုရမယ်ဆိုလို့ရှိရင်တော့ Man City အတွက်ကတော့ရွှေပဲဒီကစားသမားကိုလိုချင်တယ်စမန်ညိုကိုရမယ်ဆိုရင်တော့ကောင်းတာပဲဘာဖြစ်လို့ကောင်းတာပဲလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘန်နရူဆေးဘာထွက်သွားတဲ့နေရာမှာစမန်ညိုကိုဖြည့်လိုက်မယ်တောင်ပန်အတွက်စမန်ညိုကိုထားလိုက်မယ်အရန်အနေနဲ့ကျွန်တော်တို့နောက်ထပ် Oscar Bosch ရှိမယ်ဒီဘက်မှာဆဗင်ညိုရှိမယ်ဆဗင်ညိုနဲ့ Oscar Bosch ရှိမယ်ဆိုလို့ရှိရင်ဒူကူနဲ့စမန်ညိုနဲ့ကျွန်တော်တို့ main နေရာနဲ့တွားလို့ရှိရင်တော်လေးကိုလှတယ်သိတယ်မလားစုဖွဲ့ဖြစ်သွားမှာဒါပေမဲ့ကျွန်တော်အမြင်ကတော့အဲ့ကစားသမား3ယောက်ရမယ်ဆိုရင် Man City အနေနဲ့တကယ်ကိုမှမိုက်အောင်မယ်လို့တော့ထင်မိတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုသဘောကျတယ်ဆိုရင် like and subscribe လေးလုပ်ခဲ့ပေးဖို့မြတ်တာရက်ခံပါတယ်ကျွန်တော်တို့ပွဲပြီးကြရင်ပြန်လည်တွေ့ကြမှာ